တချိန်ကမင်းကိုပြစ်ပယ်ခဲ့တဲ့လူတွေတနေ့နေ့မင်းနဲ့ပြန်ဆုံတဲ့အခါသူတို့ဘာကြောင့်တိတ်ဆိတ်နေလဲမင်းသိလားလူတွေကမင်းအောင်မြင်မယ်ဆိုတာကိုမယုံဘူးဘာလို့လဲဆိုတော့မင်းမှာနာမည်လည်းမရှိဘူးထောက်ခံပေးမဲ့သူလည်းမရှိဘူးလက်ရှိကာလမှာလည်းအကျွေးတွေရှိမယ်အလုပ်လည်းမရှိဘူးဝင်ကြေးလည်းမရှိဘူးအရာရာအားနေခဲ့တယ်ပေါ့အဲ့ချိန်မှာသူတို့မသိတာတစ်ခုရှိတယ်ဘာလဲဆိုတော့မင်းကရက်တက်နေတာမဟုတ်လို့ပဲမင်းတိတ်တဆိတ်နဲ့ကြိုးစားနေခဲ့တယ်ဘဝကိုတာမန်မဖြတ်သန်းဘူးသူများတွေအိတ်တဲ့အချိန်မှာမင်းမအိတ်ဘူးသူများတွေပျော်ပါသွားလာစားတော့နေတဲ့အချိန်မှာမင်းသူတို့လိုလိုက်မလုပ်ခဲ့ဘူးနောက်ပြီးသူများတွေဖုံးပွင့်နေတဲ့အချိန်မှာမင်းဟာအကျိုးရှိတာတစ်ခုခုလေ့လာနေခဲ့မယ်ကိုယ်စိတ်ကိုလည်းအလိုမလိုက်ဘူးမင်းကကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်နေတိုင်းတည်ဆောက်နေခဲ့တယ်တနေ့နေ့မှာမင်းကိုပြစ်ပယ်ခဲ့တဲ့လူတွေကမင်းကိုပြန်မေးလာကြလိမ့်မယ်မင်းဘာလုပ်ခဲ့တာလဲမင်းဘာကြောင့်ဒီလောက်အောင်မြင်သွားတာလဲမင်းဘလို့တွေပြောင်းလဲသွားတာလဲဒီချိန်မှာမင်းပြောရမယ့်စကားတစ်ခွန်းပဲရှိတယ်ငါရက်တက်မနေခဲ့ဘူးငါအမြဲတမ်းကြိုးစားနေခဲ့တာဒါပဲကျွန်တော်ဥချစ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေဘဝကိုပြောင်းလဲခြင်းတဲ့စိတ်တကယ်လည်းပြောင်းလဲအောင်တကယ်လည်းပြောင်းလဲခြင်းစိတ်ဖြစ်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလောက်ကြိုမှတ်ပါတယ်ကျွန်တော်ကတော့လူတိုင်းချိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းသူများကိုမိကိုနေရတာအဲ့လိုမျိုးလည်းမဖြစ်စေခြင်းကိုယ်လည်းငငယ်ကအမိကိုမကင်းခဲ့ဘူးပေါ့အဲ့တော့သူများမျက်နှာကြည့်ပြီးတော့မှထမင်းတစ်လုပ်စားရမယ်လို့မျောကိုနေရမယ်လို့ကျွန်တော်လိုလားဆုံးပဲအဲ့တော့ကျွန်တော်ညီငယ်ညီမငယ်တွေကိုစူးစမ်းစေခြင်းတယ်ကိုမိသားစုထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူတိုင်းအားကိုးထိုက်တဲ့စွမ်းအားရှင်တယောက်ဖြစ်အောင်စူးစမ်းစေခြင်းတယ်အဲ့တော့ရက်မနေသေးရင်ကျွန်တော်တို့ရှုံးနေတာမဟုတ်ဘူးလာနေပြီအဓိကရက်တက်မနေဖို့ပဲလိုတာအဓိကရှောင်နေဖို့ပဲခရီးတစ်ခုကိုရှောင်နေဖို့ပဲလာနေပြီအားလုံးကျေးဇူးပါ